အားလုံးပဲမင်္ဂလာပါ Audio for You Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆီယမပုံညာခင်ရေးသားထားတဲ့လက်ကျန်လာကြောင်းဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်း6ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်သမီးမြကြီးရေတန့်ကြီးတန်းဖေဟာဖုံးမလားဟိဖုံးမယ်အဖေကလဲကိုရက်ပြီးတော့မြကြီးကလဲပေါ်ကနေခတ်တက်ဆင်းလိုက်သည်စုပုတ်ကလည်းခုံဆင်းလာသည်မမငွေနဲ့အမေကတော့လဲပေါ်မှာတာကျန်ရည်သည်ရှုခင်းအလှပဆိုတာကိုညကြီးတို့သားဖာလောက်အမေနဲ့မမငွေကစိတ်ဝင်စားလာတာမဟုတ်ချေမောင်လေးလာဒီမှာကြည့်ဟိုမှာတွေ့လားဟိုးအဝေးကြီးမှာလေတောင်ထိပ်ပေါ်ကဖြူဖြူလေးတွေ့လားအဲ့ဒါတန့်ကြီးတောင်ဖះပေါ့အဝေးကြီးကနေတောင်မြင်ရတယ်တွေ့လားညကြီးကလက်ညှိုးညွှန်ရင်းကောင်းလေးကိုပြလိုက်သည်ညကြီးသူ့အရွယ်တုန်းကအဖေကအခုလိုပဲလက်ညှိုးညွှန်ရင်းခုလိုစကားမျိုးပြောရင်းညကြီးကိုပြခဲ့သည်အေယာဝရီမြစ်ဤဟိုတစ်ဖက်စီကတန့်ကြီးတောင်ဖះကိုဒီနေရာကနေမြင်ရသည့်အတွက်ညကြီးမှာအံ့ဩလို့မဆုံးခဲ့ဆူနာမီဖះတောက်ပတ်တတိုင်းနာကရေကံမောင်ရိုးနှင့်တက်တဲ့ထနောင်းစိမ့်စိမ့်တို့ဖြင့်အနာတတ်ထားသည့်မြင်ကွင်းအစုံကတန့်ကြီးတောင်တောင်ထိပ်ကိုဒီညမှာပင်အမြဲရက်တက်ကြည့်ခဲ့မိတာနှစ်စဉ်နှစ်တိုင်းပါပြီ။စုဘုတ်ကမြချင်းညွန်ပြသည့်မြင်ကွင်းကိုလှမ်းကြည့်ရင်ကျွန်တော်တို့စေလံကနေကြည့်ရင်လည်းမြင်ရတယ်မမ။ဟိုပြောလိုက်သည်။မြချင်းကသူ့ကိုငှဲ့ကြည့်ရင်မင်းကမြစ်ချီကမဟုတ်ဘူးလား။အခုတော့မြစ်ချီကအရင်ကစေလံမှာနေသေးတယ်။ဟုတ်လား။အမေတို့ကတငါလုပ်သေးတယ်လေအဲ့ဒီတုန်းကဆင်လံမာနေတာဆင်လံကနေလှေစီးပြီးတောင်မြစ်ကိုသွားတာတောင်မြစ်မှာတဲထိုးနေပြီးငါးဖမ်းသေးတယ်ပြီးတော့ကျွန်းတီဗီမှာလည်းနေသေးတယ်ကျွန်းတီဗီမှာကျွန်တော်ကိုမွေးခဲ့တာတဲ့အဲ့ဒီမှာတော့အကြာကြီးနေတယ်ဟင်နေတဲ့နေရာတွေကလည်းများလာကြည်လားကျွန်းတီဗီဆိုတာကလောကနန္ဒဖះတစ်ဖက်ကကရွာစေလံကဘူဖေးရတစ်ဖက်ကမှာအမေတို့အဖွားတို့ပြောနေသဖြင့်ရွာနမီကိုညာကြီးနားရင်နေခဲ့သည်ဒီကလေးအပြောရတော့သူ့ဘွားကလေးကမတီမမြင်အချိန်မကြခဲ့မှန်းတည်တာနေခဲ့သည်မင်းအသက်ဘယ်လောက်ရှိပြီလဲမောင်လေးရှစ်နှစ်ကျော်သွားပြီညာကြီးကကလေးကိုငေးရင်းတက်ပြင်းတွေပါတွေတောင်ချမိသွားသည်သုံးလလွန်လင်းသူ့ဘွားကဘလို့ဆက်ပြီးစခန်းသွားမည်မသိသွားကြမယ်ဟိအဖေကလှမ်းခေါ်ပြီးဖြစ်၍ညာကြီးတို့နှစ်ယောက်လဲပေါ်သို့ပြန်တက်လာခဲ့ကြသည်ညနေဆောင်လို့ပြီးအဖေကလဲကိုခတ်တက်မောင်းလိုက်သည်မမငွေကညာကြီးတို့ကိုတစ်ချက်ကြည့်ရင်ညာကြီးတယောက်အယုတ်ကောက်လာတာပါဗျို့ဟူခက်ရွယ်အော်လိုက်လေသည်တပိုတွဲလာလက်ပံမမမြကြီးဟဲစုဖို့စာမွေးနောက်ဆုံးနေ့မှာဖြစ်နိုင်ခဲ့သဖြင့်ကျောင်းဝန်ထဲမှစပင်းကလေးတွန်း၍ပျော်ရွှင်စွာထွက်လာသောမြကြီးကခေါ်တန်လာရသောကြည့်မိတော့စုဖို့ကိုတွေ့လိုက်ရသည်စုဖို့ကမြကြီးစီသို့ပြေးလာနေသည်ဒီကလေးတယောက်တည်းအရဲကုလပါကလားမြကြီးကသူ့ကိုစီးကြိုစုဝတ်ဖို့စောင့်နေလိုက်သည်မြကြီးစီပြေးလာနေသောစုပုတ်ကမြကြီးပေးထားသည်မြကြီးဤလွယ်အဟောင်းကလေးကိုလွယ်ထားသည်မြကြီးလေးတန်းတော့ကလွယ်ခဲ့သည်လွယ်ကလေးကိုသူ့ကိုပေးလိုက်ကြကဘဲသွားမချွတ်တန်းဆူလွယ်တိုင်းလွယ်ထားတတ်သည်မြကြီးတို့အိမ်ရောက်မှအစားအသောက်မှန်လို့လာတော့မသိတလားအတွင်းမှာကလေးကပြပြဖြူဖြူပြောင်စင်လေးဖြစ်လာကပို့ပြီးစစ်စရာကောင်းလာသည်ကိုစောအကြရှဲအင်ကြီးအဟောင်းကလေးတွေကိုရှော့ဖို့ပြီးတိုက်ပြီးဝတ်ခိုင်းထားသဖြင့်အဝတ်စားကလေးကလည်းတန်ရှင်းတက်ရဲလေးတော့ဖြစ်လာသည်အလွန်လိုက်တည်သောစုပုတ်ကလေးသည်မြကြီးချောင်းသွားကနေတိုင်းတနခါလေးတက်တာကိုတိကလေးကမနက်ဆုံးမြကြီးမနုခင်တိတ်ကလေးထကတနခါသွေးထားပြီးမှသူသွေးထားမှမသိအောင်ဆောင်ကောင်းပြီးခြုံပြီးပြန်သွားအိမ်လေးတက်သည်အိမ်မှာတော့
အလင်းအောင်ကောင်းကောင်းရသည့်ပြတင်းပေါက်နားမှထားသည့်တခုတည်းသောကြောက်ပြင်ကိုညကြီးတို့အားလုံးအတူဝိုင်းသုံးကြသည်လေအနောက်ဖွားစောရကညကြီးတို့ကြောင့်ကိုမင်းနှန်းသူကနေဒီကလေးတယောက်ထဲလာသည့်အတွက်တော့အံ့ဩရသည်ရွာနှင်းကြောင့်ကအတန်ငယ်လှမ်းသဖြင့်ညကြီးငယ်တုန်းကတော့အဖေကစပိန်နှင်လိုက်ပို့သည်ညကြီး9တန်းရောက်တော့မှညကြီးအတွက်စပိန်လေးတစ်စီးဝယ်ပေးသဖြင့်စပိန်ကလေးနှင်းကကြောင်းသွားခဲ့ရသည်ညကြီးတို့အိမ်ကိုစူဖို့လိုက်လာသည့်အချိန်ကညကြီးဆောင်မွေးပွဲနီးနေသည့်အချိန်ဖြစ်၍ညကြီးကကိုစာကိုအာယုံဆိုင်ကသူ့ကိုစာတင်ပေးဖို့မအားခဲ့ညကြီးဆောင်မွေးပွဲဖြစ်ပြီးလင်တော့သူ့ကိုစာတင်ပေးမည်ဟုအားခေထားသည်သူခမညာတပိုင်းတစားနှင့်ကြောင်းထွက်ထားခဲ့ရတာမဟုတ်လားရှင်းနှစ်ခါကြောင်းပြန်တက်လင်ကျောင်းစာတွေလိုက်နိုင်သွားအောင်ခုကလေးကတင်ပေးထားလိုက်ခြင်းသည်မဖြေနိုင်လားစုပုတ်ကညကြီးရှိသို့အပြေးရောက်လာပြီးမေးလိုက်သည်ညကြီးကခါထောက်ကသူ့ကိုငုံကြည့်လိုက်ရင်မင်းကကျောင်းကိုဘလို့ရောက်လာတာတုံးစုပုတ်ဟိုဒီနေ့ဆောင်းမွေးနောက်ဆုံးနေမို့လို့လာကြိုတာပါအမေလူကလေးလက်တော့လောက်ကလာကြိုစရာလားဟဲ့မင်းတယောက်တည်းအဝေးကြီးလာရသလားအိမ်ကလူတွေကိုရောပြောခဲ့ရဲ့လားကလေးတယောက်တည်းရှောက်သွားရင်သူများဖမ်းသွားလိမ့်မယ်နေစမ်းမအောင်မင်းကမကြောင့်ကိုဘလို့သိတုံးလမ်းမှာတွေ့တဲ့သူကိုမေးလာတာပေါ့မရဲ့ရှယ်တင်လိုက်တာဟဲ့ကဲလာစပိန်ပေါ်တက်ပြန်မယ်အင်္ဂလူကြီးတွေစိတ်ပူနေအောင်မယ်ကျွန်တော်မေးတာဖြစ်အောင်လေဘာကိုလဲစမူပဲဖြေနိုင်လားအေးဖြေနိုင်နေအမြန်တက်တော်မူပါဟဲ့စပိန်ပေါ်ကိုညကြီးကစိတ်မရှိသလိုပြောတော့စူပုတ်ကစပိန်ကယ်ရီယာပေါ်မှာတင်ပလွဲတက်ထိုင်သည်ညကြီးကသူ့ကိုတင်းနှင်းလာခဲ့သည်စူပုတ်ကတွက်လက်ချက်ချပြီးအလိုက်တိလာသဖြင့်အဖေအမေနှင့်အဖွားအားလုံးကလည်းသူ့ကိုချစ်နေကြပြီလေးကလည်းသူ့ကိုတခါတလေစာခေါ်တင်ပေးတတ်သည်ကိုစောတယောက်ကတော့စူပုတ်ကိုဆိုခိုင်းချင်နေသည်မငွေလည်းကိုစောနဲ့ဘာမှမထူမငွေကြတော့ခိုင်းယုံမကတမင်အပြစ်ရှာချင်သေးသည်စူပုတ်ထိတ်ခေါက်ချင်သေးသည်အိမ်မှာမငွေနဲ့အကိုတို့မရှိရင်တော့စူပုတ်အဖိုးနေသာထိုင်သာရှိပါသည်လက်ပံပေဘယ်နားမှာရှိလဲစပိန်နောက်မှာထိုင်လိုက်လာသောစူပုတ်ကညကြီးကိုလှမ်းမိသည်သူမိမဒီအချိန်လက်ပံနေပွင့်ပြီးဆိုတာကိုညကြီးတတိယလာမိသည်ခုလိုចောင်းစာပေသည်တပိုရလာမြို့ပေါက်ခါတို့ရောက်နေလက်ပံတို့ရဲနေအောင်ပွင့်တက်ကြလေသည်ညကြီးတို့ရွာမှာတော့လက်ပံပေမရှိပါညကြီးတို့ရွာနဲ့နည်းနည်းဝေးသည့်ဖြောင်းစိတ်ပင်ရွာမှာတော့လက်ပံပင်ကြီးတစ်ပင်ရှိသည်ညကြီးငယ်ကအဖေခေါ်သွားသဖြင့်ထိုလက်ပံပင်ကြီးအောက်ကိုရောက်ခဲ့ရဘူးသည်တပင်လုံးရဲအောင်ပွင့်ဝေးနေသည့်လက်ပံပင်ကြီးကိုညကြီးတန်တော်မော့ကြည့်ရင်ပျော်ရွှင်ခဲ့ရဘူးသည်တဖြုတ်ဖြုတ်ဝဲလွင်ကြွကြလာသည့်လက်ပံပွင့်တွေကိုအဖေနှင့်တူကောက်ခဲ့ကြသည်အိမ်ရောက်တော့လက်ပံပွင့်ဤအလဲဦးတိုင်းယိုးပွင့်ဖက်နှင့်ဝိဆန်တို့ကိုဖယ်ထုတ်လိုက်ပြီးမှကြံသည့်လက်ပံကောင်းလက်ပံပွင့်ဖင်ပြားပိုင်းကလေးတွေကိုအချောင်းလန်းထားလိုက်သည်ထိုလက်ပံကောင်း6ကလေးတွေကိုပုံရည်ချင်းနဲ့ပဲချက်မောင်းနဲ့ပဲချက်စားလို့ကောင်းတာတော့အမှန်တည်းလက်ပံပင်ဘယ်နာရှိလဲစူပုတ်ကထပ်မိလာတော့မှညကြီးမြင်အောင်နေသည့်လက်ပံကောင်းဟင်းကပျောက်သွားရကလက်ပံပင်ကမတို့ရွာနာမှာတော့မရှိဘူးနည်းနည်းဝေးတဲ့ဖြောင်းစိတ်ပင်မှာပဲရှိတယ်နင်းဘာလို့မလို့မေးတာလဲကျွန်တော်လက်ပံကောင်းဟင်းစားခြင်းလို့လက်ပံကောင်းတွေကအိမ်မရှိသားပဲကုံမီးတဲ့ဒေါ်ရီယုံပြောတာလက်ပံဝင်တော့ကောင်းမဲ့သူလည်းမရှိသေးဘူးတဲ့ညကြီးကမင်းနှန်းသူဘက်သို့စပိန်နေရင်ကနောက်သို့ပြန်ခွေကနင်းလိုက်ပါသည်အိမ်မပြန်ဘူးလားဘယ်သွားမလို့လဲလက်ပံပင်သွားကောက်ကြမယ်လေဟေးပြောစရာကြီးဟဲ့စပိန်ဖောက်တော့မှာပဲဒီကောင်လေးစူပုတ်ကပျော်ရွှင်စွာအော်ရင်သူ့ခြေထောက်တွေကိုလှုပ်ရမ်းလိုက်သဖြင့်စ
စပိန်ကခါသွားသည်ညာကြီးကတဟဲဟဲအော်ရင်စပိန်ကိုပြန်ထိန်ကရွာပြင်ဘက်သို့ဦးတည်၍နင်းထွက်လာခဲ့လေသည်လမ်းတစ်လျှောက်မှာတော့အုပ်အော်ဤအော်မီတန်ကိုလည်းကြားရသည်တမယမြန်ကိုလည်းရသည်ခုလိုနှွေဦးကာလာလေးကိုညာကြီးကြိုက်လာသည်ကြောင်ပိတ်ချိန်မို့နှွေဦးကိုကြိုက်မိတာလားတော့မသိပါမရှေ့မှာခွေးတတိထားလမ်းပေါ်ကခွေးတစ်ကောင်ကိုအတွေ့မှာစုဘုတ်ကအလန့်တကြားထားအော်လိုက်သည်အလန့်တကြားဟဲ့ခွေးဘာဖြစ်လဲသူ့ဘာသာနေတာမကလည်းဒါတော့မသိဘူးလားဘာကိုလဲလက်ပံပွင့်ချိန်ခွေးယူချိန်တဲ့မကြဘူးလားဒီအချိန်ခွေးတွေယူတတ်တယ်လေမရဲ့မြန်နေတော့ကြခွေးယူကြိုက်ခံနေရအောင်မယ်ညာကြီးကရင်မုံလိုက်မိလေသည်စုဘုတ်ကစကားတက်ကညံလေးကောင်းလာသည်ကလေးဖြစ်တော့လေညာကြီးအပေါ်ကာကွယ်ပေးလို့စိတ်ရှိသည်အဖေကတော့စုဘုတ်ဟာဘဝပြီးအချင်းကလေးသာမနှမ်းပါရင်အများကြီးတိုးတက်နိုင်တဲ့ကလေးပဲဟုမချစ်မရင်ဆိုတတ်သည်ညာကြီးသည်နေဘူးကျချင်းမှာစပိန်ကိုအာယုံဆိုင်နေရင်ချွေးတပြက်ပြက်ကြလာသည်ဖြောင်းစိပ်ပင်အထိမိနစ်20လောက်ကြာအောင်မြင်ခဲ့ရသည်ရွာသို့ဝင်လာပြီးမကြခင်မှာပင်တပင်လုံးမီဆွေးနေသည့်လက်ပံပင်ကြီးကိုလက်မြင်လိုက်ရလေသည်စုဘုတ်ကညာကြီးစပိန်မရက်ခင်မှာပင်စပိန်ပေါ်မှဖုတ်ခနဲခုန်ဆင်းသွားသည်ညာကြီးကစပိန်ကိုတစ်ပင်ရိပ်အောင်မှရထားခဲ့ပြီးလက်ပံပင်ကြီးစီသို့လျှောက်လာခဲ့လေသည်လက်ပံပွင့်တို့သည်လေပွေတစ်ချက်ဝေ့လိုက်တိုင်းအပင်ပေါ်မှခုန်ဆင်းလွင့်ဝဲလာသည်လက်ပံကျွေပုံကတခြားပန်းတွေကျွေပုံနှင့်လည်းမတူလှပေပေါ်ပါသည့်ပစ္စည်းတစ်ခုထည့်ထားသည့်အိတ်ကိုအဝေးသို့ပြစ်လိုက်ခြင်းသည့်အခါခဲလုံးကလေးထည့်၍ပြစ်ရသည်မဟုတ်လားထိုအခါထိုအိတ်ကလေးဟာအောက်ပိုင်းအလေးချိန်ဖြင့်ခြားလဲလွင့်ဝဲသွားသလိုမျိုးပေါ့လက်ပံပွင့်တို့သည်လည်းလေးအဝိမှာခြားလဲလွင့်ဝဲ၍ကြွေကြားလာတတ်လေသည်လက်ပံပင်ဤရဲရဲနေသောအယောင်ကညာကြီးစိတ်ကိုဖန်ဆားညှို့ခေါ်သလိုပင်လက်ပံကောင်းဤအရသာကလည်းညာကြီးစိတ်ကိုညှို့ကင်လှလျာညာကြီးသည်လက်ပံပွင့်တို့ကိုစူးစားပန်းစားလိုက်ကောက်နေမိသည်စုဘုတ်ကလည်းတပွေးတပွိုက်ကောက်ထားသည့်လက်ပံပွင့်တွေကိုညာကြီးစပိန်ရှိခြင်းတဲ့သို့ပြေးထည့်သည်ပြီးတော့ညာကြီးကောက်ထားသည့်လက်ပံပွင့်တွေကိုပါလာကြုံယူကချင်းတဲ့သို့သွားထည့်ပြန်သည်ချင်းနှင့်မဆန်တော့သည့်လက်ပံတွေကိုတော့တစ်ပင်ရိပ်အောင်မှသွားပုံထားလိုက်သည်အတန်ကြာသောနှစ်ယောက်လုံးမောပန့်ကချွေးပြက်ပြက်ကြာ၍နေတော့သည်မလာစားဖို့ကျွန်တော်လမ်းမှာဇီးကြီးတွေဝင်ကောက်လာခဲ့တယ်စုဘုတ်ကညာကြီးလက်ကိုလာဆွဲခေါ်သွားသည်တစ်ပင်ရိပ်အောင်မှထိုင်မိကြတော့စုဘုတ်ကသူ့လွယ်အိတ်လေးတဲ့ကိုလက်ရှိုးနှိုက်လိုက်သည်လက်ကိုပြန်ထုတ်လိုက်တော့ဇီးကြီးတချို့နှင့်စက်ကူတုပ်လေးတစ်ထုပ်ပါလာသည်ညာကြီးကစုဘုတ်ဘာလုပ်မလဲဟုစောင့်ကြည့်နေလိုက်သည်စုဘုတ်ကပထမဦးဆုံးစက်ကူတုပ်ကလေးကိုဖြီ၍ဖြန့်ခင်းလိုက်သည်စက်ကူတုပ်ထဲမှာစားတဲ့ပုံကိုတွေ့ရသည်ထိုစားပုံကလေးဘေးမှာဇီးလေးတွေကိုပုံလိုက်သည်သူစနစ်တကျတက်ရလုံးနေပုံကလေးကိုညာကြီးကပြုံးကြည့်နေမိသည်စားလဲထည့်ယူလာတယ်မစားကြည့်မဇီးစားရင်ရင်ငက်ပြေတယ်ညာကြီးကသူ့ဇီးကလေးတွေကိုလှမ်းယူကစားနှင့်တိုးစားလိုက်သည်တွေမှာဇီးစားရတာရင်ငက်ပြီးအမောပြေလာသည်ဇီးစားရင်ညာကြီးကိုကောက်ထားသည့်လက်ပံပွင့်တွေကိုရိုးရံဝစ်ဆန်နှင့်ပွင့်ဖွက်ပြီးချွေရသည်စုဘုတ်ကလည်းညာကြီးလို့သလိုလိုက်လုံနေသည်မိကပူလာသည်ဖြစ်တော်လေတစ်ပင်ရိပ်မှာထိုင်သည့်အခါလေတဖြူဖြူနှင့်နေသာထိုင်သာကလေးရှိလာသည်ညာကြီးတို့ပတ်ဝန်းကျင်မှာလည်းလက်ပံပွင့်တွေဖြန့်ခင်းထားသဖြင့်အနီရောင်ကောစောခင်းထားသလိုလှပနေခဲ့သည်လက်ပံပင်ထိပ်ဖြားစီကအုံအောင်ငှက်တန်ကတော့လေယူနှင့်အတူဟိုအဝေးထိလွင့်ကားသွားသည်မ
မမကကြက်ဦးလားမေးပြန်ပြီအစမ်းတွေမမကဘာလို့ကြက်ဦးဖြစ်ရမှာတော့စုဖို့ရဲ့စုဖို့ရကဒီတိုင်းဆိုမကောင်းဘူးလေကြက်ဦးနဲ့ကြော်စားမှစားလို့ကောင်းလားကျွန်တော်လဲမမနဲ့အတူနေရလို့သာကောင်းကောင်းနေရတာညာကြီးကသူ့အတွေ့လေးကိုအံ့ဩသဘောကျရင်ကပဲစိတ်မကောင်းလည်းဖြစ်ရသည်အေးပါမောင်လေးရဲ့မမကမင်းအတွက်ကြက်စစ်သားလေးဟုတ်တယ်ကြက်ဦးလည်းလုပ်ပါမယ်ညာကြီးကသူ့ကောင်းလေးကိုပုံရင်ပြောတော့သူကမျက်ဝန်းကြည့်ကြည့်ကလေးနဲ့ညာကြီးကိုအာကိုတကြီးကြည့်သည်ထိုကလေးဤအာကိုတကြီးရှိပုံကလေးကြောင့်ပင်ညာကြီးသည်မြင့်ကျက်လာသည်ဟုထင်မိသည်စုဖို့ရောက်လာခင်တော့ကတော့ညာကြီးကအိမ်မှာအငယ်ဆုံးဖြစ်သည်ခုတော့ညာကြီးအောင်မှာငယ်သူတစ်ယောက်ရှိပြီးသူ့ကိုငယ်ညာချင်းဖြင့်ညာကြီးကမြင့်ကျက်လာခဲ့ပြီးထင်သည်တခြားတစ်ဖက်ပြန်ကြည့်ရင်တော့မမငွေပြောသလိုညာကြီးကအယုတ်ကောက်ရလာတဲ့ကဲ့သို့ပျော်ရွှင်ရသေးသည်အငယ်ဆုံးမို့လူကြီးအရာအသွေးမခံရဘဲအိမ်မတယောက်ထဲအဖော်မဲ့ကြီးနေရမှအဖော်ရဆိုပြလာသည်ဟုလည်းဆိုရမည်အိမ်ကလူတွေအတွက်အားထားလောက်စရာမဟုတ်သေးတော့ညာကြီးသည်စုဖို့အတွက်တော့ကြံစစ်သားပေါ်ကြက်ဥပေါ်လက်ပံပွင့်ဖက်နှင့်ဝစ်ဆန်တွေရိုးတံတွေချွေပြီးသွားသောအခါညာကြီးတို့စားဖို့လက်ပံကောင်းတွေရလေပြီထိုလက်ပံကောင်းများကိုမချွေရသေးသောလက်ပံပွင့်များနှင့်ရောတော့ကစပိန်ရှေ့ကျင်းထဲမှာတချို့ညာကြီးလွယ်အိမ်နှင့်စုဖို့ဤလက်အိတ်ထဲမှာတချို့ခွဲထည့်၍ယူလာခဲ့ကြသည်ညာကြီးတို့ရွာကိုဝင်တော့ညနေတောင်ဆောင်လှပြီးရွာအဝင်မှာညာကြီးကြည့်မြသည်ဖိုးထုနှင့်ဆုံရသည်ဖိုးထုကစပိန်လမ်းကြောင်းရှိမှပြည့်ရနေသဖြင့်ညာကြီးကစပိန်ပေါ်မှာဆင်းလာရင်ဖိုးထုနင်ဘာလုပ်တာလဲရှိကဖေအကောင်းပြောပြမလို့ဟိနင်အိမ်ပြန်နောက်ကျနေလို့တဲ့နင်အမေရှာနေတယ်နင်တို့ကဘယ်သွားနေကြတာလဲလက်ပံပွင့်သွားကောက်နေတာပေါ့မမြင်ဘူးလားလက်ပံပွင့်နေဟိုကောင်လေးကဘာလိုက်ရှုပ်တာလဲညာကြီးနင်အဲ့ဒီကောင်လေးကိုတိတ်အလိုလိုက်မနေနဲ့နင်ကောင်းကိုတက်နေသွားလိမ့်မယ်ကြားလားဘဲကကလေးကဝကိုကောက်ရလာတယ်လဲမသိပါဘူးဟာနင်ဒီလိုမပြောနဲ့ဟာဟိတ်ကောင်လေးစုဘုတ်ကရုတ်တရက်ဆိုလိုသူ့လွယ်ထဲမှာပါလာသည့်ဇီးဇီးတချို့ဖြင့်ဖိုးထုမျက်နှာကိုပြစ်ပေါက်လိုက်သည်စုဘုတ်ကိုဖိုးထုရန်ပြုမိဆိုသဖြင့်ညာကြီးကအမြန်စပိန်ကြီး၍ထွက်ခဲ့ရသည်စုဘုတ်ကစိတ်ဆက်သည်ပြီးတော့အနှင်းငယ်ရိုင်းပြခြင်းသည်သူ့ကိုရှင်ကြီးလာအောင်ညာကြီးကအတက်နိုင်ဆုံးဆုံးမခဲ့ရသည်ထိုနေ့ကအိမ်ရောက်တော့ညာကြီးရောစုဘုတ်ပါအဆုခံရသည်သို့သောလက်ပံကောင်းတစ်ပွေကိုတွေ့တော့အမေစိတ်ပြေသွားသည်ဒီနေ့နေရာဒီကြောင့်ပြရက်ကတော့ညာကြီးအတွက်ပြင်းစရာမကောင်းတော့ပြီတခါတရံတွင်ညာကြီးကစုဘုတ်နှင့်အတူရှားပြင်ထွက်၍စီစီကောက်ကြသည်စုဘုတ်ကမျက်စိလင်ကပေါ်ပါသွက်လက်သဖြင့်တခဏချင်းမှစီစီများများကောက်နိုင်သည်ညာကြီးတို့ကောက်လာသည့်စီစီတွေကိုညာကြီးတို့ခြံဝန်းထဲမှဖြန့်ခင်း၍နေလိုက်ရသည်ဇီးသီးတွေ6သွေးလင်တော့ဇီးခွဲဆက်ကိုပို့ကအခွန်ကိုရိုးထိုးဖို့အစစ်ကိုခွဲကအတွင်းကအဆန်ကိုထုတ်ယူပြီးဇီးစိအခွန်တွေကိုတော့ပုံးရီကြီးဖိုးတွေမှာမိမွေးဖို့အသုံးပြုနိုင်သည်ဇီးစံကိုတော့နိုင်ငံခြားကိုရောင်းလို့ရသည်ဟုညာကြီးသိထားခဲ့သည်ညာကြီးတို့ရွာအတွက်တော့ဇီးသီးကအသုံးဝင်အဖိုးတန်လာသည်စုဘုတ်ကလည်းအိမ်မှာလူကြီးတွေဘာလို့အလိုက်တသိလေးဝင်ကူညီတတ်သည်ကလေးဆိုပေမဲ့လည်းသူ့ဘဝပြီးအတိအရာသူ့ကိုလူကြီးတွေကြည့်ပြအောင်နေတတ်သည်ညနေဆိုအဖွားကအိမ်ရှိကွပြစ်ကလေးပေါ်မှာထိုင်ခါတစ်သားတူကလေးဖြင့်ညီဘဲတွေကိုတထောက်ထုခွဲနေတတ်ရာထိုချေဆိုစုဘုတ်ကလည်းတစ်သားတူအဟောင်းလေးကိုတွားရှာပြီးအဖွားနဲ့အတူထိုင်ခါညီဘဲထုခွဲနေတတ်သည်ညီဘဲတောင်ကလေးကိုထောင်းလိုက်ထောင်ကတူဖြင့်ထူလိုက်တော့ညီဘဲခွန်ကလက်ချမ်းကွဲကညီဘဲဆံကလေးတွေ
ခက်ကြလာတတ်သည်ခုလိုနေဦးကျောင်းပိရဲ့ညနေဆောင်တွေဆိုညကြီးကလည်းတနခါကလေးဖုံဖုံလင်းကအဖွားနဲ့အတူမြေပဲထုခွဲပေးတတ်မြင်ခုတော့စုဖို့တယောက်တိုးလာသည်မင်းနှန်းသူဤနေဦးညနေများကတော့တာတာရရရှိလေသည်ဘလောက်ပူပူလေပြေကလေးနှော့လိုက်ရင်ရက်ခတ်ပေးလိုက်သလိုတလက်လက်အေးရသည်လေပြေတုံတုံတိုက်လင်တော့လမ်းဆန်းသွားရမည်နေလေကာလဆိုလင်တော့လေပူငွေဖြင့်အနှင်းငယ်နွမ်းလျက်ရသည်အမေပြောတော့ညာကြီးတို့မင်းနှန်းသူကအနီးနာကရွာတွေထပ်ပို့ပြီးပူတဲ့ညာကြီးကတော့မွေးကလေးကဒီရွာမှာပဲနေခဲ့သဖြင့်တခြားသောနေရာတွေနှင့်မနိုင်ရှင်တတ်ပူတာကိုသိတော့လဲပူလွန်းလို့နေမထိထိုင်မသာဖြစ်ရတာမျိုးတော့မရှိအသားကျနေပြီနေဆိုရေရှားတာကိုတော့ညကြီးမနှိမ့်မြို့ပြီနေမဝင်ခင်စောင်းလေလောက်ကလေးကရွာထိပ်4000ခန်းကြီးမှာရေခမ်းခဲ့ပြီအဝက်စီတွင်မှာရေစီလဲသွားတွန်းရတော့ပတ်စံလက်ကုန်းကလူလဲပင်မရသေးသည်လွင်ညနေခင်းဤအလုတ်တွေထဲမှာရေစီလဲတွန်းရသည့်အလုတ်လဲပါသည်အိမ်မှာလူကြီးတွေမအားလလင်ရေစီလဲတွန်းသည့်တာဝန်ကိုညကြီးကယူရသည်ထိုအခါစုပုတ်ကလေးကအဖော်ရလှသည်သူအင်အားသေးသေးလေးနှင့်ဝိုင်းကူတွန်းတာကအရာမထင်လာတော့လဲအဖော်ရသဖြင့်တော်လာပြီဟုဆိုရမည်ရေစီလဲတွန်းလာပြီးလင်တော့4000ခန်းကြီးရှိကစီရလေးမှာခဏနာ၍အမောဖြစ်ရသည်4000ခန်းကိုမော့ကြည့်ရင်စိတ်ကူးရင်ရခြင်းသည်လဲညကြီးအတွက်တော့အမောဖြစ်နေတစ်မျိုးဖြစ်သည်4000ခန်းရှိသည့်နေရာမှာကုန်းမြင့်ပေါ်တွင်ရှိပြီးကံကိုအုတ်တိုင်းဖြင့်ကာယံထားသဖြင့်အမတ်တမဲ့ကြည့်လင်ကံဟုမထင်ရအုတ်တိုင်းဝင်ပေါင်းမှလေကားတများကိုညင်းကတက်လိုက်တော့မှကုန်းမြင့်မြေပြင်ပေါ်သို့ရောက်သွားကအတွင်းနေပိုင်းတဲကအုတ်ရိုးတွေစီထားသော4000ဆက်ဆက်ရေကန်ကိုမြင်ရသည်ကံနဘေးကုန်းမြင့်တဝိုင်းမှာတော့ခန္ဓာရပင်တွေအနှံ့ပြားပေါရောက်နေခဲ့လေသည်ကံကလှပခန္ဓာဟန်ရှိတော်လဲအခုချိန်မှာတော့ရေမရှိသဖြင့်သွေးချောက်ဟောင်းနှံ့ကနေသည်ကံဤအရှိဘက်စီကရေဝင်ပေါက်က6သွေးထင်ရှားသည်မြကြီးတိတက်ဆအရွယ်ဒီကံကိုရောက်ဖို့ကလေးကကံထဲမှာရေပြည့်နေတာကိုမမြင်ဘူးတော့ပါရေရှားသည့်နှွေအခါဒီကံရှိကဖြတ်သွားတိုင်းမြကြီးကကံဤအုတ်တိုင်းဝင်ပေါက်စီသို့တက်သွားက6သွေးနေသည့်ရေကန်ကြီးကိုငင်းရင်းစိတ်ကူးရင်ရသည်မြကြီးစိတ်ကူးရင်နိုင်အောင်ဖွားဖွားဤစကားတွေကလည်းအထောက်အကူပြုသည်အဖွားတို့ငငယ်တုန်းကတော့ဒီကန်ထဲမှာရေကိုအရှံပဲသုံးခဲ့ရတာပေါ့မြေရဲ့အဖွားတို့မြန်မာတွေဟာပကန်းခက်ကလေးကတီထွင်ဖန်တီးတဲ့ညံတွေမသေးခဲ့ဘူးကန်ထဲကိုဆင်းနေလေကား12ထစ်ကိုတွေ့လာအဲ့ဒါ12ရာသီအတွက်လှုပ်ပေးခဲ့တာခြေကတစ်လကိုတစ်ထစ်ကုံသွားတာအားလုံးကုံသွားပြီးမိုးရွာတဲ့အခါရေကပြန်ပြေးလာတာပဲကန်ထဲကိုဝင်းနေကြီးတွေကိုလည်းဟိုးတူရင်တောင်ပေါ်ကကျလာတဲ့တောင်ရိုးကြရေကိုပဲယူတာရှာကင်းရေတို့လမ်းရေတို့ကိုယူတာမဟုတ်ဘူးလေ